Harry Wimpai ဟာမလေးရှားအင်ဒိုစတဲ့ MPL တွေမှာ head coach နဲ့ဖြတ်တန်းခဲ့ဘူးဘောတယောက်ဖြစ်တယ်။အခုချိန်မှာ YG အသင်း MLBB players 9ယောက်ကိုထုတ်ပယ်ခိုင်းလိုက်တဲ့ post တင်ထားလာတွေ့ရပါမယ်တကယ်တော့ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူးသူ့အနေနဲ့ကိုပိုင်အသင်းထောင်ပြီးစီတက်ရင်လီနာဟန်ဘလင်းတို့ကိုသူ့အသင်းမှာခေါ်ယူပြီး international မှာမြန်မာ MLBB လောကကိုဦးမော့စ်လာအောင်စွမ်းဆောင်ပေးဟုအမြဲတမ်းစူးစမ်းနေသူတယောက်ထဲကတယောက်ပါဆရာကြီးဟာအသင်းထောင်ပြီးအသင်းနာမည်က SYBG ဆိုပြီးပေးဖို့ဆုံးဖြတ်ထားပြီးလို့လည်းသိခဲ့ရပါတယ်။ဘာဖြစ်လို့အဲ့လိုနာမည်ပေးဖြစ်တာလဲ။ SYBG ဆိုတာဘလို့အဓိပ္ပာယ်လဲ။သူ့အနေနဲ့တစ်ဆက်တည်းရှင်းပြလိုက်တဲ့အခါမှာတော့ခမည်းတော်စဉ်းစားကြည့်ဗျာ။ YG PUBG အသင်းက PMWMC 25 champion နောက်ပြီး BG က M2 မှာ first runner စီတူလွင်ဗျာ။အဲတုန်းကခမည်းတော်လည်းသိပါတယ်။ပြောခဲ့တဲ့စကားများဟောင်းနေလေမေ့တော့မမေ့သေးဘူးဒါကြောင့်ကျွန်တော်က Champion တွေ M2 မှာအောင်မြင်ခဲ့တာတွေကိုပြန်ပြီးတဖန်မြန်မာ MLBB လောကရွှေ့ကြီးဖြစ်စေဖို့ SYBG ဆိုပြီးပေးဖြစ်ခဲ့တာပါခင်ဗျားတို့ထင်ချင်းထင်နိုင်ပါတယ် SYBG ကိုစရာ BG ဆိုပြီးမထင်ပါနဲ့မင်းတွေးသလိုမမြင်ပါနဲ့ရိုင်းနဲ့သွားမယ့်အချစ်မဟုတ်ဘူးအပြည့်အစုံကတော့ Supreme Yangon Burmese Class D Cools ဘလိုနီယာကနေတောင်းနေယူမလဲဂီတစကားနဲ့ပြောရရင်ရေးဆိုဆက်တီးဆရာကြီးဦးစီးဦးဆောင်လုတ်ကြိုက်တော့မှာပါပြီးတော့ကျွန်တော်ထောင်မိအသင်းအနေနဲ့အောင်မြင်မှုမြန်မာဒလိထုံးတဲ့အစဉ်လာအရဆိုင်ရာပိုင်ယာတွေပြင့်ဖိတ်ပူဇော်အောင်မှာပါအဓိက e-sports နဲ့မင်းကြီးအတွက်ပေါ့ဒါကိုတော့ကျွန်တော်ကိုကူညီပေးမှာကnetတွေနဲ့အကျွမ်းတဝန်ရှိတဲ့မိချက်ကိုခေါ်ထားပါတယ်နောက်တစ်ခုကခမားတို့မသိသေးတဲ့အဓိကအရေးကြီးတစ်ချက်က Justin ကျွန်တော် maybe 3ယောက်နဲ့မွန်တွန်ဆွေးနွေးပင်ပါပြီ Match support မြန်မာဟီးရိုးအတွက်အောင်မြတ်တာထုတ်ဖို့သူတို့ကလည်းသဘောတူတယ်ထုတ်ဖြစ်မှာနောက်လာတယ်ဗျအတိအကျဆို30ရက်2လ2026